အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တောင်ကိုရီးယားနိုင်ငံကျောင်းဂီပြည်နယ်ကစူဝမ်ဟွာဆောင်ကန်တန်နဲ့နန်းတော်ကိုရောက်ရှိနေတဲ့ဗီဒီယိုအကြောင်းလေးပဲဖြစ်ပါတယ်ဟွာဆောင်ကန်တန်နဲ့နန်းတော်ရဲ့အကြောင်းလေးတမိုင်းချင်းလေးကိုပြောပြချင်ပါတယ်ဂျိုဆွန်မင်းဆက်ဘရင်ကျောင်းကျုံလက်တဲ့1994-1996အတွင်းမှာတိစောက်ခဲ့တယ်လို့သိရပါတယ်ဒါတိစောက်ခဲ့တဲ့ရွေချက်ကတော့သူဘရင်ကျောင်းကျုံကသူဖခင်စာသူကိုကွန်ပျူတာအနေနဲ့ဒီဟွာဆောင်ကိုတိစောက်ပေးခဲ့တယ်လို့သိရပါတယ်ဒီဒီဇိုင်းဆွဲပေးတဲ့ဘီတုကပညာရှင်ကတော့ဂျောင်းရကယုံဆိုတဲ့ပညာရှင်ကနေပြီးတော့ဒီဇိုင်းဆွဲပေးခဲ့ပါတယ်1998ခုနှစ်မှာတော့ UNESCO ကမ္ဘာအောင်မွေးနေ့စာရင်းဖြစ်စာရင်းတွင်းခံခဲ့ရပါတယ်နောက်ပြီးတော့တနေရာထဲမှာတစ်ဆက်ထိတည်ရှိနေတဲ့ Ferrari စုဝင်လို့သူသိများပြီးမိဘုံမြန်စီးတဲ့အရာကိုခန်းစားပြီးတော့ဂျိုဆွန်မင်းဆက်ရဲ့ဘဝယဉ်ကျေးမှုဘီတုကလှပတွေကိုကောင်းငင်ကနေပြီးတော့ခန်းစားကြည့်ရှုနိုင်ပါတယ်တစ်ပတ်မှာလည်းအရန်ကိုတိုးတက်ပြောင်းလဲနေတဲ့ကိုရီးယားရဲ့စူဝမ်မျိုးလှကိုခန်းစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်အဲဒါကြောင့်မလို့စူဝမ်ကိုတစ်ခေါက်လောက်တော့မဖြစ်မနေလာရောက်လည်ပတ်ကြပါလို့ပြောကြားလိုက်ပါတယ်နောက်ဗီဒီယိုများကိုလည်းဆက်လက်အားပေးကြပါဦးလို့ပြောကြားချင်ပါတယ်အားလုံးပဲကျမ်းမာရှင်လန်းချမ်းမြေ့ကြပါစေ